okay အဲ့ဒီနေတိုင်းလေးပဲကျွန်တော်တို့တွေအဲ့ဒါလေးကိုကျွန်တော်တို့တွေဒီစင်လေးကိုကျွန်တော်တို့တွေဒါပေါ့နော်ဒီစင်မီးကိုပူဇော်လိုက်တယ်ဒီပူဇော်လိုက်ဆိုလို့ဆိုကြောင့်မို့အဆောက်ရှောက်တွေအားလုံးအလောင်းစားနိုင်အောင်ကုညီဆောက်မပေးပါဆိုပြီးဆုတောင်းမယ်အဲ့ဒါကိုဘယ်နေရာမှာထုံးမလဲမိတ်ဆွေတို့အစဉ်ပြေတဲ့နေရာမှာထုံးလို့ရပါတယ်ဟောအမြင့်တဲ့နေရာပေါ်တင်ထုံးမို့ဗျာအမြင့်တဲ့နေရာပေါ်တင်ထုံးကိုကြိုက်တဲ့နေရာမှာထုံးလို့ရပါတယ်အဲ့ဒါထုံးထားလိုက်မယ်နော်ထုံးထားလိုက်ပြီးရှင်ဒါဆိုလို့ရှိရင်ဆုတောင်းလိုက်ပေါ့နော်ဆုတောင်းလိုက်ပြီးဒါပြီးနောက်တစ်ခုလုံးမှလေးရောက်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့တန်တဲ့လက်ပေါ့နော်တန်လက်မှာဘာကြီးရမလဲဆိုတော့ဟောခဏဒါလေးမထင်းဖြစ်နေဟုတ်အဲ့တော့ကျွန်တော်တို့မှာကိုတန်တဲ့လက်ဘယ်တိုင်ဘယ်မှာရေးမယ်ဘာလေးရေးမလဲဆိုတော့တောင်းဘူးရေတောင်းဘူးရေတွလို့အတန်ထွက်မလားတွပေါ့ဗျာချို့ရတွလို့အတန်ထွက်တယ်ချို့လည်းတွလို့အတန်ထွက်တယ်ပေါ့နော်အဲ့တော့တောင်းဘူးရေတွလေးကိုဘယ်လက်မှလည်းရေးမယ်ညာလက်မှလည်းရေးမယ်ဘယ်ဟောညာကိုရေးမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ညာလက်မှလည်းရေးမယ်ဘယ်လက်မှလည်းရေးမယ်အော်ဒီလိုမျိုးအပြာရောင်နဲ့ရေးလဲရတယ်အနီရောင်နဲ့ရေးလဲရတယ်မိတ်ဆွေတို့အစင်ပြန်နဲ့ရေးလို့ရတယ်နော်ထုံရှိထုံနဲ့ရေးလို့ရတယ်ဘာရေးမဲဆိုတော့တောင်းမှုရဲတော့လေးရေးထားမယ်အဲ့ဒါလေးရေးထားလို့ရှိရင်ကျွန်တော်တို့မဲတွေပါနိုင်တဲ့ကကောင်းတဲ့ကဏ္ဍတွေပါလာစေတယ်ပေါက်တဲ့ကဏ္ဍတွေပါလာစေတယ်အဲ့တော့ကျွန်တော်တို့ဂျင်းတွေစသဖြင့်နော်ဖဲတွေဆော့တဲ့အခါမျိုးမှာလည်းကောင်းတဲ့ကဏ္ဍတွေကိုယ်စီရောက်လာစေတယ်ကောင်းတဲ့ကဏ္ဍတွေကိုယ်စီပါလာစေတယ်ပေါ့အဲ့လိုမျိုးလေးလုပ်ပြီးတော့အဲ့ဒါကင်ထားအဲ့ဒါရေးထားတဲ့လက်ကလေးနဲ့ဆွဲမယ်အဲ့ဒါရေးတဲ့လက်နဲ့ထိုးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေပေါက်ကနန်းတွေကောင်းကနန်းတွေပါလာစေပါတယ်ဒါတော့ဒုတိယပေါ့နော်โอเคနောက်ဆုံးတတိယနည်းလေးကတော့ကျွန်တော်တို့တစ်ခါကြလို့ရှိရင်ဆော့ရင်ပြုတ်ရင်းနေပေါ့နော်ဆော့ရင်ပြုတ်ရင်းနေကျွန်တော်တို့အရန်ရှုံးနေတယ်အစားသဖြင့်ဖဲတွေဆော့တယ်အရန်ရှုံးတယ်ဟောဆော့တယ်အရန်ရှုံးတယ်အဲ့လိုရှုံးနေတဲ့အခါမျိုးမှာကျွန်တော်တို့ဘာလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ပြောင်းမြက်လံပြရတယ်ဘာတွေပြောင်းလံမလဲဆိုတော့ကျွန်တော်ရှုံးတာတွေပြောင်းမြက်လံပြဖို့အတွက်ကျွန်တော်တို့ဝတ်ထားတဲ့အိမ်အိုးစားတွေရှိတယ်အဲ့ဒါလေးကိုချွတ်ပြီးတော့ပြောင်းမြန်ပြန်ဝင်မယ်အင်းကြီးကိုလည်းပြောင်းမြန်ပြန်ဝင်မယ်ပစိုးဝတ်ထားရင်ပစိုးတွေလည်းပြောင်းမြန်ဝင်ဘောင်းမျိုးဝတ်ထားရင်ဘောင်းမီတွေပါပြောင်းမြန်လှန်ဝတ်ဗျာတကယ်တော့ကိုကလူကြားထဲမလို့အစင်လေးဆိုရင်အင်းကြီးပြောင်းမြန်လှန်ဝတ်လိုက်အင်းကြီးနေပြောင်းမြန်လှန်ဝတ်တယ်ဗျာကျွန်တော်ငငယ်တော့ကကျွန်တော်ဘောလုံးမအတင်းထဲမှာကျွန်တော်ဘောလုံးသွားဆော့တဲ့အခါမျိုးမှာကျွန်တော်သွားဆော့တယ်အဲ့ဒီနယ်ဘက်ကုန်မလို့သွားဆော့တဲ့အခါမျိုးမှာကျွန်တော်တို့အတင်းကတကူမှမသိနေဘူးအရန်ရှုံးနေဆိုတော့ဟိုကသွင်းလိုက်တာ9ခု6ခုလောက်ရှိတယ်